ပေါ်ကမာကျန်အောက်ကပျက်စီးဆန်တာကိုဖျောက်ပြမှာပဲဖြစ်ပါတယ်ဖျောက်ပြီးရလက်လေးပါပေါ်တစ်ပိုင်းကအယောင်နဲ့အောက်ကအယောင်နဲ့တော့နည်းနည်းကွဲနေတယ်ပေါ့နော်ရေးထိလို့ရပါတယ်ရှင်နှစ်ဆင့်ဆေးနဲ့ဖြောက်တာပါ